အရင်ဆုံးဆိုတာတော့ primer လေးလိမ့်ပါမယ် primer ကိုမျက်နှာတစ်ပြင်လုံးနက်အောင်လေးလိမ့်ပါမယ်ပြီးတော့ဆိုတော့မျက်နှာပြောင်ပြောင်လေးဖြစ်အောင် glow အရည်လေးလိမ့်ပါမယ်ဒီရဲ့ glow အရည်ကတော့မျက်နှာမှာဝက်ချံမရှိတဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ဝက်ချံရှိရဆိုလို့ရှိရင်ဝက်ချံပို့ပြီးကြွစီရပေါ့နော်အဲ့လိုဆိုလို့ရှိရင်မလှပါဘူးဝက်ချံမရှိဘူးအသားရည်ညီတဲ့လူဆိုလို့ရှိရင်တော့ပို့ပြီးတော့လိုက်ဖက်ပါတယ်ပြီးတော့ဆိုတော့အသားရည်ညီလေးဖြစ်အောင်လို့လိုက်ညှိပါမယ်အသားနဲ့တစ်ထပ်တဲ့အယောင်လေးတွေတုံပြီးတော့ညှိမယ်ပြီးတော့ဆိုတော့ခက်ခဲမဖြစ်အောင်ဖော့လေးနဲ့လိုက်တိတ်ပါမယ်ပြီးတော့ဆိုတော့ foundation လေးသုံးပါမယ်ပြီးတော့ဆိုတော့မျက်နှာတစ်ပြင်လုံးကို foundation ပပလေးလိုက်တင်ပါမယ်ပြီးတော့ဖော့လေးနဲ့လိုက်တိတ်ပါမယ်မျက်လုံးအောက်တီလဲဆိုတော့တေချာလေးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတော့အတားထဲနှစ်ဆင့်ဖြူတဲ့ concealer လေးသုံးပါမယ် concealer ကိုဆိုတော့တီစုံလေးဒီမှာထည့်မယ်ပြီးတော့ဆိုတော့ဖော့လေးနဲ့တေချာလေးလိုက်တိတ်ပါမယ်ပြီးတော့ဆိုတော့နာတန်လေးဖော်ပါမယ်မျက်ခုံးအကျယ်နှာခေါင်းအကျယ်မှာဖော်ပါမယ်ပြီးတော့ control လေးချပါမယ် control ချတဲ့အခါမှာဆိုတော့ဒီနားနှာခမ်းရဲ့ဒီအနောက်ဝလုံးပုံလေးချပါမယ်ပြီးတော့ဒီအောက်လေးချမယ်နောက်တစ်ဖက်လည်းအတိုင်းပဲပြီးတော့ဆိုတော့ပါနီအစီလေးလိမ့်ပါမယ်ပါနီလိမ့်တဲ့အခါမှာလဲဆိုတော့ပြုံးပြီးတော့အရှိကနေလိမ့်မယ်ပြီးတော့အနောက်ကိုဖြီသွားပါမယ်ရှင်နောက်တစ်ဖက်လည်းအဲ့လိုပဲရင်းတဲ့ဟာဆိုတော့နည်းနည်းအနောက်မှာထည့်မယ်ပြီးတော့ဖြောတဲ့ဟာကိုအရှိထည့်ပါမယ်ပြီးတော့ဆိုတော့ဘောင်မပြတ်အောင်လို့ဖော့လေးနဲ့ပြန်လိုက်တိတ်ပါမယ်ပြီးတော့ဆိုတော့ပေါင်တာလေးနဲ့မျက်နှာတစ်ပြင်လုံးလိုက်အုပ်ပါမယ်ဘာလို့လဲဆိုတော့ဒီအရှိမဆိုတော့လိမ်ထားတဲ့ဟာတွေက cream type တွေဆိုတော့make up မရွေ့လွယ်အောင်ပေါ့နော်အဲအားကြောင့်လို့ make up ချုပ်တဲ့အနေနဲ့ပေါင်တာလေးတိတ်လိုက်တာပါမျက်နှာတစ်ပြင်လုံးတိတ်မယ်ပြီးတော့ဆိုတော့မျက်နှာ glow လေးဖြစ်သွားအောင်လို့ highlight လေးတစ်ပြင်လုံးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတော့ base color လေးတင်ပါမယ်အခုဆိုတာတုံးသွားတာကတော့ eyeshadow cream type လေးပါအဆိုးလေးအရင်တင်မယ်အောက်ကိုလည်းလိုက်ထည့်ပါမယ်
ပြီးတော့စွာတို့ခက်ခဲမဖြစ်အောင်လို့တေချာလေးလိုက်ဖြည့်ပါမယ်ပြီးတော့စွာတို့ bling bling လေးအရင်တင်မယ်ညက်လုံးပေါ်ဒီလိုပေါ့နည်းနည်းအယောင်မိန်တဲ့ဟာလေးယူပြီးတော့ဆိုတော့နည်းနည်းလင်းတဲ့ဟာလေးကိုအလေလေးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတော့ eye shadow ကိုဖြော့ရင်းချယ်မယ်ပေါ့နော်အခုဆိုအဖြော့ဆုံးအရင်ထည့်မယ်အဖြော့ပြီးသွားလို့ရှိရင်ရင့်ပြီးရင့်ဒီလိုလေးသွားပါမယ်အဲတော့အဖြော့ဆုံးကိုအရင်ချယ်မယ်ပြီးတော့နောက်တစ်ဆင့်အရင်နှစ်ဖက်လုံးလိုက်ထည့်မယ်ပြီးတော့ဆိုတာတော့အောက်မျက်ရစ်ကိုရေးရေးလေးလိုက်ဖော်ပါမယ်ပြီးတော့မျက်လုံးအောက်ကိုလည်းဆိုတော့ဖြော့ရင်းရင်းလေးလိုက်ထည့်ပါမယ်မခဲအောင်လို့တေချာလေးလိုက်ဖြည့်ပါမယ်ပြီးတော့ဆိုတော့အတွင်းအမဲလေးလိုက်ထည့်ပါမယ်ပြီးတော့မျက်တောင်လေးကော်ပါမယ်ပြီးတော့ mascara လေးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတော့မျက်တောင်တူလေးကပ်ပါမယ်မျက်တောင်တူကတော့ဆိုတာအပါလေးပဲတက်တာပါပြီးတော့မျက်လုံးအောက် mascara လေးလိုက်ထည့်ပါမယ်ပြီးတော့မျက်ခုံးလေးချဲ့ပါမယ်ကြော်ရဲ့မျက်ခုံးကတော့ငကိုလှပြီးသားဆိုတော့ဆိုတာအများကြီးကာလာတွေမထည့်တော့ပါဘူးပြီးတော့ဆိုတာ brow mascara အဖြော့လေးနဲ့နည်းနည်းလေးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတာ lip liner လေးဆိုပါမယ် lip liner ဆိုတဲ့အချိန်မှာနှာခမ်းတင်းတင်းလေးနဲ့ပြုံးထားရပါမယ်ပြီးတော့ဆိုတာနှာခမ်းနီလေးအတွင်းကိုကြိုက်တဲ့အယောင်လေးလိုက်ဆိုးမယ်ဆိုတော့အင်ဂျီနဲ့လိုက်တဲ့အယောင်လေးနည်းနည်းညှိပြီးဆိုးလိုက်ပါမယ်ပြီးတော့ lip gloss လေးလိုက်ထည့်ပါမယ်Zora